ဒီမှာတော့ဒီ3မိနစ်ရေနွေးဦးတော့ပြင်ကြည့်မအောင်နော်ဆိုတော့ဒီလက်စစ်ဒီလိုတော့ပြင်အောင်မယ်ဆိုရင်တော့ပထမဆုံးလည်းတော့ဒီဒီလည်းမလင်းပူလဲပူလို့ဆိုရင်တော့ပထမဆုံးလည်းတော့ဒီပွင့်ဆက်အောင်နော်တော့များဒီရေဦးတွေကဒီအပြက်များတော့ခလုတ်တို့ချီးကတ်တယ်အဲ့လိုမျိုးဖြစ်ကြအောင်ပွင့်ရတော့တော့မပြည့်ဘူးနော်တော့ကွာကောင်းဆိုင်မျိုးကွာကောင်းဆိုင်မျိုးဆိုရင်တော့ဒီမိတော်တို့ဒီအပမီစကီမှာထားအောင်နော်အပမီစကီမှာထားမယ်ဒီနေ့တော့ဒါကွာလို့ခေါ်နော်ဒီကွာကဒီလမ်းကျိုးနဲ့ကြွကြနဲ့ပြီးလိုက်ရချင်းပေါ့အပူထွက်လာတော့နော်ဒီအဲတို့ဒီတိုင်းမဆိုတို့ဒီမိတော်ဒီပွာနဆောက်တို့တိုင်းရအောင်နော်တော့တန်းလို့မျိုးတန်းနေတယ်ဒါကွာက9ရှိအောင်နော်ကွာကပြတ်သွားတာကိုပြတ်ဖို့စားပြတ်သွားပြတ်တော့မရှိဘူးနော်ကောင်းရှိအောင်တချို့ကိုကြတော့အဲ့လိုတော့တန်မီပေါ့နော်တချို့ကိုကြတော့ဒီအဲ့လိုတော့တန်မီဒါတော့ဒီကနိုင်တက်မှာနော်တန်မီမဲ့အဲ့ဝိုင်းတော့ကောင်းတယ်ပေါ့နော်ဘာလို့ဆိုတော့အောင်တန်ဘွယ်ပုံမြင့်တာပေါ့နော်အောင်တန်ဘွယ်မြင့်ရချင်ကသူအပူထွက်တော့နည်းနည်းအောင်ဒါမျိုးကြတော့ဒီ3နှစ်ကိုကြတော့3နှစ်ကိုကြတော့ဒီအန်စတီတိုင်းအဲ့လိုကြည့်အောင်နော်ဒါဆိုတာအပူထွက်နေအောင်နော်ကျွန်တော်ဒီမှာခလုတ်ကောင်းကျွန်တော်ဒီမှာစမ်းကြည့်လို့ရအောင်ခလုတ်ကောင်းကျွန်တော်ဒီမှာစမ်းကြည့်လို့ရအောင်ဟုတ်ဒီကျိုးဆောင်ဆိုတန်းကြည့်ဒါခလုတ်ပဲကနေကောင်းလို့ပြင်ဖြစ်ကြတယ်ခလုတ်ဖွင့်လို့အဲ့လိုတန်းနေတာခလုတ်ကောင်းအောင်နော်ခလုတ်တော့ဒီချီကာလို့ပြပါလို့မရှိဘူးနော်ဝင်လေကောင်းခလုတ်လေးကောင်းဆိုဒီတော့မလုပ်ပြရမယ်ဆိုတော့ချီတိုက်ပြရအောင်နော်တော့ရဒီ3နှစ်ကြီးနေဦးနော်တစ်စိလို့ပြေးမယ်နော်ပြက်ညာတာဒီချီကတ်တော့နော်ချီကတ်နဲ့ဒီခလုတ်မကောင်းတော့ဘူးနော်အဲ့လိုမျိုးပြက်ညာတော့ကွန်ပြတော့တောင်းတော့ပြက်နေအောင်ကျွန်တော်ဒီကောဘာချိုးလေးနဲ့တော့ဒီကျွန်တော်ဆောင်းရအောင်နော်ချီကတ်များလို့တော့ဒီလက်စရာပိတ်ကူအောင်အဲ့လိုတော့ဒီလင်းလာလို့တော့ပြတော့မျိုးဖြစ်တာနော်တို့ဒီမှာတိုက်လို့ပြီးပြီတို့ဒီသူရတဲ့ခံခွင့်လို့ကျွန်တော်ချီးချုပ်ပြရအောင်ဒီကခါကိုတိုက်ပြရအောင်နော်တို့တင်ရမယ်
ဒီမှာကျိုးကတော့3ချောင်းရှိအောင်နော်တစ်ချောင်းကလိုင်းကျိုးတစ်ချောင်းနဲ့ချော်ကျိုးပါနော်ဒီကျိုးကအပ်ကျိုးပါနော်ဒီမှာတစ်ချက်သတိထားအောင်နော်ဒီအပ်ကျိုးကကျတော့ဒီဒီမှာလည်းမသွားပြီးတော့ထိလို့မရဘူးနော်ဒီလိုတစ်ချောင်းလေးတော့ထိမယ်ဆိုရင်ဟိုဒီတရားဥရတိကိုထားလိုက်တာပါနော်အဲ့ဒါသတိထားအောင်နော်ဒါဆိုပြီးတော့နော်ကျွန်တော်တို့တိုက်ကြည့်လိုက်ကျွန်တော်ဒီပလက်ထိုးရမဆိုင်တို့ဒီကျိုးကောင်းမကောင်းကျွန်တော်ဒီချက်အတိုင်းကျမယ်နော်ဒါတန်ကြီးဟုတ်တယ်အဲ့ဒါပြဿနာရှိပါနော်ဒီတော့ဘောနော်ဆောင်းကိုရထွက်လိုက်